ကျွန်တော်တို့ကိုတည်စီနိုင်တဲ့အပြစ်9ပါးရှိတဲ့အကြောင်းကိုကြားဖို့မှာပါမာနလောဘကာမဂုဏ်မနာလိုမှုနဲ့အစာကျူမှုဒေါသနဲ့ပြင်းရမှုဆိုတဲ့အဲ့ဒီအပြစ်9ပါးအကြောင်းကိုကျွန်တော်သိပြီးကြောက်အဲ့ဒီအပြစ်တွေကလူသားတွေကိုပျက်စီးခြင်းကိုပို့ဆောင်ပေးတယ်ဆိုတာကိုလည်းရာစုနှစ်ပေါင်းများစွာကတရားဟောချက်တွေပုံပြင်တွေတမိုင်းအဆက်ဆက်ကတတိပေးခဲ့တဲ့အရာတွေရှိပါဒါပေမဲ့ကျွန်တော်လူအများစုမသိတဲ့အကြောင်းအရာတစ်ခုရှိနေပါသေးတယ်အဲ့ဒါကတော့အပြစ်တစ်ခုချင်းစီတိုင်းကိုအုပ်ချုပ်နေတဲ့မင်းသားတစ်ပါးစီရှိနေတယ်ဆိုတာပါသူတို့ကတာမန်နှက်ဆိုးတွေမဟုတ်ကြပဲနဲ့အဲ့ဒီအပြစ်တွေကိုကိုယ်တိုင်ဖန်တီးထားပြီးတော့ပြန်ပွားအောင်လှုပ်ဆောင်နေတဲ့ငရဲမင်းသားတွေဖြစ်ပါတယ်သူတို့ကကျွန်တော်တို့တွေမြင်ဘူးနေကြရုပ်ပြောင်ပြုတ်လုပ်ထားတဲ့အသားအနီရောင်ရှိတဲ့နှက်ဆိုးတွေမဟုတ်ကြပါဘူးသူတို့ကအဲ့ထက်ပိုပြီးတော့မှနှက်နေတယ်ရှိကြတယ်သူတို့တွေကပို့ပြီးတော့မှကြောက်စရာကောင်းတဲ့ပုံသဏ္ဍာန်တွေရှိတယ်ဆိုတဲ့အရာဒီနေ့မှာတော့ကျွန်တော်တို့တွေကငရဲပြည်ရဲ့အမြင့်ဆုံးအာဏာပိုင်တွေဖြစ်တယ်သူတို့ရဲ့အုပ်ချုပ်တဲ့အပြစ်တွေအကြောင်းကိုကျွန်တော်တို့အသေးစိတ်လေ့လာကြည့်ကြပါမယ်နံပါတ်1လူစီဖာကတော့မာနဆိုတဲ့အရာကိုကိုစားပြုတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်လူစီဖာကငရဲမှာနေရာတစ်ခုမရခင်ကောင်းကင်ဘုံကမနှင်ထုတ်ခံရခင်ပေါ့အလင်းကိုတည်ဆောင်သူလို့ခေါ်တဲ့အလှပဆုံးကောင်းကင်တမန်တစ်ပါးဖြစ်ခဲ့ပါတယ်သူကမှောင်မိုက်ထဲမှာမွေးဖွားလာတာမဟုတ်ပါဘူးဘုရားသခင်ဆိုတဲ့ဖန်ဆင်းရှင်ရဲ့အချစ်ဆုံးဖန်ဆင်းခံတစ်ပါးဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ပျက်စီးခြင်းကမာနဆိုတဲ့အရာကနေစတင်ခဲ့တာပါသူ့ရဲ့ထက်မြက်မှုအလှပတရားဟာလက်ဆောင်တစ်ခုမဟုတ်ဘဲနဲ့သူကိုယ်တိုင်အုပ်ချုပ်ဖို့ထိုက်တန်စေဆိုတဲ့အရာကိုတတ်သိလို့သူကခံယူခဲ့ပါတယ်သူကဘုရားသခင်ကိုမုန်းနေဆိုတာထက်သူ့ကိုယ်သူပလင်ပေါ်မှာရှိနေတဲ့ဆိုတဲ့အရာကိုခံယူခဲ့တာပါအဲ့ဒီမာနကြောင့်ပဲသူကကောင်းကင်တမန်3ဘုံတစ်ပုံကိုဖွဲ့စည်းပြီးတော့တော်လန်ရေးစတင်ခဲ့ပါတယ်သူကပထမဆုံးတော့တော်လန်ရေးသမားတစ်ယောက်ဖြစ်ခဲ့ပေမဲ့အဆုံးသတ်မှာတော့အလင်းတွေပျောက်ဆုံးပြီးတော့ငရဲစီကိုအစွန့်ပစ်ခံခဲ့ရပါတယ်လူစီဖာကကြမ်းတမ်းတဲ့နှက်ဆိုးတစ်ကောင်မဟုတ်ဘူးယဉ်ကျေးပြီးတော့မှစိတ်ရှည်တယ်ဒါပေမဲ့သူကမာနအလွန်ကြီးတဲ့ပုံရိပ်အဖြစ်တကယ်ကိုတည်ရှိနေခဲ့တာပါနံပါတ်2မာမန်ကတော့လောဘရဲ့မင်းသားလို့သူကိုတင်စားထားပါတယ်လူစီဖာကပလင်ကိုမာနနဲ့ရယူခြင်းနဲ့ဆိုရင်မမွန်ကတော့အဲ့ဒီပလင်ကိုဝယ်ယူနိုင်တယ်ဆိုတဲ့သူကလူတွေရဲ့စိတ်ထဲမှာထပ်ပြီးတော့မှလိုချင်နေသေးတယ်ဆိုတဲ့အတန်ကိုထည့်သွင်းပေးနေတာဖြစ်ပါတယ်ရွှေငွေပိုင်ဆိုင်မှုနဲ့အာဏာဘာပဲဖြစ်ဖြစ်အဲ့ဒီအရာတွေအားလုံးကိုငွေနဲ့ဝယ်ယူလို့ရတယ်ဆိုတဲ့အရာကိုသူကယုံကြည်စေပါတယ်မမွန်ကငွေကြီးကိုကိုးကွယ်စေတဲ့အစွမ်းအားတစ်ခုလည်းဖြစ်ပါတယ်တချို့တွေကသူ့ကိုရွှေတွေအန်ဒီတဲဝါဖြိုးလွန်းတဲ့ပုံစံအနေနဲ့ဖော်ပြကြတယ်လို့မျိုးတချို့ကလည်းယတနာတွေကြားမှာပိန်လီနေတဲ့အယိုးစုအနေနဲ့ဖော်ပြထားတာရှိပါတယ်သူ့ရဲ့သဘောတရားကတော့လောဘဟာလူတွေရဲ့အတွင်းကနေပြန်ပြီးတော့မှလိုက်စားနေတယ်ဆိုတာပါပဲကျွန်တော်တို့ကိုငရဲမီးနဲ့လည်းမချင်းချောက်ဘူးဟိုလုံခြုံမှုပေးမယ်ဆိုပြီးမှတ်လုံးပေးတာပါနံပါတ်3 Asmodeus ကတော့ကာမဂုဏ်ရဲ့မင်းသားလို့တင်စားထားပါတယ်မန်မွန်ရဲ့ရွှေငွေစတဲ့အရာနဲ့မြှုပ်ဆွဲလို့မအောင်မြင်ဘူးဆိုရင် Asmodeus ကတော့အထီးတွေနဲ့စတင်မြှုပ်ဆွဲပါတယ်သူကတက်မှတ်မှုဆွဲလန်းမှုထိန်းချုပ်လို့မရတဲ့လိုအင်ဆန္ဒတွေရဲ့အရှင်သခင်ပါသူကလူသားတွေရဲ့စိတ်ထဲမှာတားမြစ်ချက်ဆိုတဲ့အရာလုံးဝမရှိသင့်ဘူးဆိုတဲ့အရာကိုယုံကြည်အောင်ဆောင်ရွက်ပေးပါတယ်သူ့မှာလူနွားသိုးဆိုတဲ့ခေါင်းသုံးလုံးရှိပြီးတော့ပါဒီအရာတွေရဲ့ပုံဆောင်တဲ့အရာကတော့ညံရည်ရုပ်ပိုင်းဆိုင်ရာနဲ့တရိษံတကောင်လိုအတော်မတက်နိုင်ပြီးရိုင်းဆိုင်တဲ့စနတွေကိုကိုစားပြုပါတယ်သူကချက်ချင်းမြတ်တာကိုလုံးဝစိတ်ဝင်စားပါဘူးသူစိတ်ဝင်စားတာကတစ်ဖက်လူကိုပိုင်ဆိုင်လိုတဲ့စိတ်ပါပဲသူကဘဝတွေကိုပျက်စီးစေခဲ့တဲ့အိမ်တော်ရဲ့ဖောက်ပြန်မှုစတဲ့တရိษံနဲ့လူဆိုတဲ့ဆွဲလန်းမှုတွေကိုဖန်တီးတဲ့သူလည်းဖြစ်ပါတယ်နံပါတ်4 Leviathans ကတော့မနာလိုမှုကိုကိုစားပြုတဲ့မင်းသားပါအဲ့ဒီအကြောင်းအရာကိုကျွန်တော် Leviathans ဗီဒီယိုကိုဖော်ပြပေးတဲ့အချိန်တုန်းကဖော်ပြထားတဲ့အရာအများကြီးရှိပါတယ် Leviathans ကတခြားနှက်ဆိုးတွေလိုကြောက်စရာကောင်းအောင်ချင်းချောက်ပြီးတော့မှအော်ဟစ်နေတတ်တယ်မရှိပါဘူးသူကရေအောက်ထဲမှာတိတ်တိတ်ဆိတ်ဆိတ်စောင့်ဆိုင်နေတဲ့ပင်လယ်နဂါးကြီးဖြစ်ဖော်ပြထားတာရှိပါတယ်ဒါပေမဲ့သူကမနာလိုမှုကိုအုပ်ချုပ်ရပါတယ်မနာလိုမှုဆိုတာအပြင်ပန်းမှာပြုံးရည်နေတဲ့သူဖြစ်ပေမဲ့တွင်ထဲမှာတော့လောက်စားနေတယ်လို့ဆွေးမြေ့တဲ့အပြစ်မျိုးပါဘာလို့ငါကမရနိုင်ရတာလဲဘာလို့မဖြစ်နိုင်ရတာလဲဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းတွေက Leviathans ရဲ့လက်နက်ပါသူကကျွန်တော်တို့မှာရှိနေတာကိုတန်ဖိုးမထားပဲတခြားလူတွေမှာရှိနေတဲ့အရာကိုကြည့်ပြီးတော့မှစိတ်ဆင်းရဲအောင်လှုပ်ဆောင်ရတဲ့နေရာမှာသူကအရင်ကထူးချွန်ပါတယ်သူကလူအဖွဲ့အစည်းတွေမိသားစုတွေကိုမနာလိုမှုစိတ်နဲ့တဖြည်းဖြည်းမိတ်ဆွေအချင်းချင်းအစိတ်စိတ်အမွားမွားကွဲအောင်လှုပ်ဆောင်တဲ့အေးဆက်ဆုံးမင်းသားတစ်ပါးဖြစ်ပါတယ်နံပါတ်5 Beelzebub ကအစာကျူမှုကိုကိုစားပြုတဲ့မင်းသားပါသူ့ကိုရင်ကောင်တို့ရဲ့အရှင် Lord of the Flies လို့လည်းသိများပါတယ်သူကအပုပ်နှံ့တွေအမိုက်တွေနဲ့ဆွေးမြေ့ခြင်းကိုကိုစားပြုပါတယ်အစာကျူမှုဆိုတာအစားအစာတစ်ခုတည်းကိုပဲမဟုတ်ဘဲနဲ့အာယုံစိုက်ခံခြင်းစိတ်အတိမတ်ပြုခံခြင်းစိတ်ဘာပဲဖြစ်ဖြစ်အလွန်အကျွံလိုချင်နေတာဟာ Beelzebub ရဲ့လက်နက်ပါသူဟာငရဲပြည်မှာ Lucifer ပြီးရင်ဒုတိယအာဏာအရှိဆုံးလို့သတ်မှတ်ထားပါတယ်သူ့ရဲ့ပုံစံကယွန်းစရာကောင်းပေမဲ့သူ့ရဲ့ဩဇာအာဏာကတကယ်ကိုကြီးမားတဲ့အကြောင်းကိုဖော်ပြနေတာပါနံပါတ်6 Satanist
Sathanis ကို Satan လို့လည်းခေါ်ရတာရှိတယ်လို့ဒေါသရဲ့မင်းသားတစ်ပါးဖြစ်တယ်လို့ပုံဖော်ထားပါတယ် Lucifer ကမာနကိုကိုစားပြုရင် Satan ကတော့မငြိမ်းသက်နိုင်တဲ့ဒေါသမီကိုကိုစားပြုပါတယ်သူကတရားမျှတမှုကိုလိုလားတဲ့ပုံစံနဲ့ဝင်ရောက်လာတတ်ပြီမယ်နောက်ပိုင်းမှာလက်စားချေမှုနဲ့ဒေါသတို့ရဲ့အရှိသခင်ဖြစ်လာပါတယ်သူရဲ့ဒေါသကလုံးဝမျက်ကန်းဒေါသမဟုတ်ပါဘူးအင်မတန်မှာဂယုတစိုက်တိဆောက်ထားတဲ့ဒေါသပါသူကကျွန်တော်တို့ရဲ့ယင်ထဲမှာရှိနေတဲ့အာဃာတတရားတွေကိုမီးလောင်ရလေးပင့်ပေးတဲ့နေရာမှာတကယ်ကိုထူးချွန်တဲ့သူပါခွင့်လွှတ်ခြင်းကအာဏာချက်တစ်ခုပဲလက်စားချေမှာတရားမျှတမှာလို့ကျွန်တော်တို့ရဲ့အတွင်းစိတ်ထဲမှာယုံကြည်စေပါတယ်သူကငရဲမှာရှိတဲ့နှိပ်စက်ခန်းတွေကိုအုပ်ချုပ်နေရတဲ့သူလည်းဖြစ်ပါတယ်နံပါတ်9 Buffy God ကတော့ပြင်းရမှုကိုစားပြုတဲ့မင်းသားဖြစ်ပါတယ်မင်းသား9ပါးထဲမှာသူကအန်ဒီရဲ့အနည်းဆုံးလို့ထင်ရပေမဲ့တကယ်တော့သူကအစိတ်အတောက်ဖြစ်ဆုံးပါသူကလုံးဝမအောင်မချင်းချောက်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့နားမှာအမြဲတမ်းရှိနေပြီးတော့အနက်ပြန်မှာနောက်နေမှာခဏနေမှာစတဲ့တူတူလေးနဲ့ပြောတတ်တဲ့နတ်ဆိုးတစ်ပါးပါပြင်းရမှုဆိုတာအိတ်နေတာမျိုးမဟုတ်ပဲနဲ့စိတ်တဲ့ရေးရာကိုဆွေးမြေ့ခြင်းတစ်မျိုးပါဘာကိုမှစိတ်ဝင်စားတော့တာရီမန်းချက်တွေကိုလက်လျှော့လိုက်တာဒါကသူ့ရဲ့အောင်ပွဲပါပဲသူကကျွန်တော်ရဲ့အိမ်မက်တွေကိုလုံးဝတက်ပြစ်တာမဟုတ်ပါဘူးကျွန်တော်ရဲ့အိမ်မက်တွေကိုကိုယ်တိုင်တက်ပြစ်အောင်ခိုင်းစေတာပါသူရဲ့ပုံစံကတော့ကျွန်တော်ရဲ့အိမ်မက်တွေကိုအစာအငတ်အောင်လုပ်ပြီးတော့မှတေးအောင်လုပ်တဲ့ပုံစံမျိုးပါဒီဟာတွေကငရဲပြည်မှာရှိတဲ့နတ်ဆိုး9ပါးရဲ့ပုံတံလှုပ်ပုံတွေပဲဖြစ်ပြီးတော့သူတို့တွေကအားလုံးကပလင်မှာထိုင်နေရုံနဲ့မဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့လူသားတွေရဲ့အဆိုးဆုံးဗီဇတွေကိုလည်းပုံဖော်နေတာဖြစ်ပါတယ်သူတို့ကိုကိုးကွယ်စရာမလိုဘူးဆိုတဲ့အရာကိုပို့ပြီးတော့မှအထင်ရှားပေမဲ့သူတို့ပြောတာကိုနားထောင်မိရုံနဲ့သူတို့ရဲ့နောက်လိုက်ဖြစ်သွားနိုင်တယ်ဆိုတော့ပါသူတို့ကနတ်ဆိုးတွေဆိုတာထက်ကျွန်တော်တို့ရဲ့အကျင့်စရိုက်တွေစိတ်အာရုံတွေမှာပုံအောင်နေတဲ့မှန်ချက်တွေပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင် like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့အောင်ပြီးတော့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီညမှာအဆုံးသတ်ပေးမှာဖြစ်ပါတယ်